ခုလိုအရင်ဘလူးဖန်တီးလေးကိုဘလို့လုပ်ကြလဲဆိုတာကိုလာပြီးတော့မျှဝေပေးရအောင်ဖြစ်ပါတယ်ရှင်အဲ့တော့ဘလို့လုပ်ကြလဲဆိုတာဒီကူသွားကြည့်ကြမယ်ရှင် follow မလုပ်ကြသေးရင်လည်း follow လေးလို့အသေးလေးပေးပြီးတော့ share လေးချက်လုပ်ပြီးတော့ပါရှင်အားလုံးပဲအတူတူသွားကြည့်ကြမယ်ရှင်ဆက်ကတ်တွေကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီအပေါ်ကပြထားတဲ့အတိုင်းပဲရိုက်ပြီးတော့မှဆက်ပါမှရှာလိုက်ပါရှာပြီးသွားရင်ဒီမှာဟင်းချင်းနေတဲ့ဘလူးလေးကိုလုပ်ပြမှာဖြစ်ပါတယ်ဒါလေးကိုယူလိုက်ပါယူပြီးသွားရင်ဒီမှာအောက်ကဒီမှာပြန်စာချောင်းလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကိုကဓာတ်ပုံတစ်ပုံယူလိုက်ပါပြီဓာတ်ပုံလေးတစ်ပုံထည့်လိုက်လို့100ပြည့်သွားပြီဆိုရင်တော့100ပြည့်အောင်စောင်းရပါတယ်100ပြည့်ရင်တော့ဒီလိုမျိုးလေးဗီဒီယိုတစ်ပုံရသွားပြီဖြစ်ပါတယ်အပေါ်က input ကိုနှိပ်ပြီးတော့မှဗီဒီယို ဗီဒီယိုကိုထုတ်လို့ရပါပြီဒီနည်းလမ်းတိုင်းပဲသွားလို့ကြည့်ပါအားလုံးပဲအဆင်ပြေကြပါလိမ့်ရှင်